တင်ဟာမင်္ဂလာရှိတော်သူဖြစ်တယ်ဒါကြောင့်မင်္ဂလာရှိတော်သူဒီမင်္ဂလာစကားကိုပဲပြောရအောင်မင်္ဂလာရှိတော်သူဒီမင်္ဂလာရှိတဲ့အလုပ်မင်္ဂလာရှိတဲ့အမှုတွေကိုပဲကျွန်တော်တို့ပြုကြရအောင်လို့ကျွန်တော်အနေနဲ့နိုးဆိုတဲ့နှုတ်ကပတ်တော်တူလေးနဲ့အနည်းငယ်လေးဝေမျှခွန်အားပေးသွားခြင်းပါလေကျွန်တော်ဝေမျှခွန်အားပေးသွားမယ်နှုတ်ကပတ်တော်ကောင်းစဉ်ကတော့မြည်ရည်ကြလက်ခြေတော်မျိုးစေ့ဆိုတဲ့ကောင်းစဉ်အောက်မှာအနည်းငယ်လေးဝေမျှခွန်အားပေးခြင်းပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ယုံကြည်သူတွေအများသိထားကြတာကယေရှုခရစ်တော်ကိုယုံကြည်ပြီးဆိုရင်အောင်မြင်တော်သူဖြစ်တယ်ယေရှုခရစ်တော်ကိုယုံကြည်ပြီးဆိုရင်ကျွန်တော်တို့အမြဲတမ်းအောင်မြင်မယ်ကျွန်တော်တို့ယေရှုခရစ်တော်ကိုယုံကြည်ရင်အမြဲတမ်းအစဉ်ပြေမယ်လို့ထင်ပြီးမှအသက်ရှင်တဲ့အခါမှာဒုက္ခဆင်းရဲတွေအစဉ်မပြေမှုတွေကြက်သေးမှုတွေကြုံတွေ့လာတဲ့အခါယေရှုခရစ်တော်ကိုအပြစ်တင်ကြတယ်เนาะဖခင်ကိုယုံမှားကြတဲ့အရာကိုတွေ့ရတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ပြောပြချင်တယ်ယေရှုခရစ်တော်ကတမန်တော်တွေကိုပြောခဲ့တယ်เนาะနင်းတို့ကိုတဲ့တိုးခွေးကြားမှာဇေလွတ်တယ်တဲ့ဆိုတော့ပြောချင်တဲ့သဘောကကျွန်တော်တို့ယုံကြည်သူဖြစ်လာပြီဆိုရင်အမြဲတမ်းယန်တူဆိုတာရှိပါတယ်ကျွန်တော်တို့ရဲ့ယန်တူဟာဘာတူလဲဆိုရင်အသွေးအသားနဲ့လူမဟုတ်ပါဘူးဒီကနေ့လောကမှာအုပ်စိုးနေတဲ့လောကမင်းဆိုတဲ့စာတန်ဝိညာဉ်စုဖြစ်ပါတယ်ဆိုတော့ဒီလိုစီဖာဆိုတဲ့စာတန်ကကျွန်တော်တို့ကိုဘယ်လိုမျိုးတိုက်ခိုက်နေတယ်လဲဆိုရင်တစ်ပဲအခန်းကြီး9ငွေ8မှာလည်းပါတယ်ဟောက်တော်ချင်းတဲ့ကဲ့သို့ကျွန်တော်တို့ကိုဖျက်ဆီးဖို့အတွက်ကျွန်တော်တို့ကိုမြူစားဖို့အတွက်ချောင်းမြောင်းနေတာဖြစ်ပါတယ်ယောဟန်အခန်းကြီး30အငယ်30မှာလည်းပြောထားတယ်ကျွန်တော်တို့ရဲ့ကောင်းကြီးကျွန်တော်တို့ရဲ့ဝမ်းမြောက်ခြင်းကျွန်တော်တို့ရဲ့ညီသက်ခြင်းတွေကိုဖျက်ဖို့ခိုးဖို့အတွက်စာတန်ဟာကျွန်တော်တို့နားမှာအမြဲတမ်းချောင်းမြောင်းနေတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ယုံကြည်သူတွေဟာယေရှုကြောင့်အောင်မြင်တော်သူဖြစ်နေပေမဲ့တစ်ဖက်မှာဆိုရင်ကျွန်တော်တို့ရဲ့အောင်မြင်ခြင်းကိုအမြဲတမ်းဖျက်ဆီးဖို့ကျွန်တော်တို့ရဲ့မြင်သက်ခြင်းတွေကိုပျောက်ဆုံးသွားဖို့အတွက်စာတန်ဟာလည်းအမြဲတမ်းကျွန်တော်တို့ကိုတိုက်ခိုက်နေတယ်အဲ့လိုမျိုးတိုက်ခိုက်မှုခံနေရရင်ဝမ်းမနေပါနဲ့ယေရှုကြောင့်တင်ကြတဲ့မြစ်ရည်ဟာဆုံးရှုံးခြင်းမဟုတ်ပါဘူးမျိုးစေ့ဖြစ်ပါတယ်ယေရှုအတွက်အသက်ရှင်ပြီးမှယေရှုဖခင်ကိုယုံကြည်လို့တင်းမှာဆုံးရှုံးမှုတွေရှိနေမယ်ဆိုရင်ဒါဟာဆုံးရှုံးမှုမဟုတ်ပါဘူးတင်းရဲ့ဝိညာဉ်အတွက်တင်းရဲ့ကောင်းကင်နိုင်ငံတော်အတွက်တင်းရဲ့ဘဝအသက်တာအတွက်ကျဲတဲ့မျိုးစေ့ဖြစ်တယ်ဆိုတော့ကိုပြောပြချင်တယ်126ခုမြောက်သောစာလံအငယ်3ကနေ6အထိဖတ်ကြည့်မယ်ဆိုရင်ဘာတွေ့ရတယ်လဲဆိုရင်ထာဝရဘုရားသည်ငါတို့အဖို့ကြီးသောအမှုကိုပြုတော်မူပြီးငါတို့ဒီလဲဝမ်းမြောက်လက်နေကြ၏အိုထာဝရဘုရားဖန်တွားချုပ်ထားခြင်းကိုခံရသောအကျွန်ုပ်တို့ကိုတောင်မျက်နှာချောင်းရည်ကဲ့သို့တဖန်ပြန်လာစေတော်မူပါဒီမှာပြောထားလဲဆိုရင်ကြီးသောအမှုကိုပြုတဲ့ဘုရားသခင်ငါတို့ကိုတဲ့ဝမ်းမြောက်ခြင်းအခွင့်ကိုပေးပါဘာကြောင့်လဲဆိုရင်ဖန်တွားချုပ်နှောင်ခြင်းခံရသောငါတို့ကိုတောင်မျက်နှာကနဲ့ချောင်းရည်ကဲ့သို့တဖန်ပြန်လာစေတော်မူပါကျွန်တော်တို့ဒီကနေ့ဒုက္ခဆင်းရဲရောက်နေပြီကျွန်တော်တို့ဒီကနေ့အစင်မပြေမှုတွေကြုံတွေ့နေပြီကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာကြက်တီးမှုတွေရှိနေပြီဆိုရင်ဖျားရှိမှမြည်ရကြရအောင်ဖျားရှိမှဒူးထောက်ရအောင်ဖျားရှိမှကျွန်တော်တို့ဒူးထောက်မယ်ဆိုရင်ဖျားသခင်ကလက်ပိုက်ပြီးမှမကြည့်နေပါဘူးနော်ဟေရှာယ59မှာပြောထားတယ်ဖျားသခင်လက်ကနော်မကယ်တင်နဲ့အောင်တုံနေတာမဟုတ်ဘူးဒီကနေ့ကျွန်တော်တို့ကိုးကွယ်နေတဲ့ဘုရားဟာကြီးသောအမှုကိုပြုတဲ့ဘုရားဒုက္ခဆင်းရဲရောက်တဲ့သူတွေကိုကယ်တင်ပေးတဲ့ဘုရားစာလံ23မှာပြောတယ်ထာဝရဘုရားသည်ငါဤတိုးထင်ဖြစ်တော်မူ၏ငါသည်ဆင်းရဲမခံရဒီကနေ့တိုးထင်ရှင်ယေရှုခရစ်တော်နဲ့ကျွန်တော်တို့အသက်ရှင်မယ်ဆိုရင်ကျွန်တော်တို့အသက်တာထဲမှာစုံစမ်းနှောက်ယှက်ခြင်းတွေခက်ခဲပြဿနာတွေတိုက်ခိုက်မှုတွေဘယ်လိုမျိုးပဲရှိနေပါစေဒီကနေ့ယေရှုနဲ့တွားမယ်ဆိုရင်စာလံ23မှာပြောထားလဲဆိုရင်ငါဒီဆင်းရဲမခံရဟာလေလုယာဒီကနေ့လောကမှာအခက်အခဲပြဿနာတွေတိုက်ခိုက်မှုတွေဖန်ဆီးချုပ်နှောင်ခြင်းတွေကဲ့ရဲ့ခြင်းတွေအမျိုးမျိုးကြုံတွေ့ရမယ်အမျိုးမျိုးရင်ဆိုင်ရမယ်တရက်မဟုတ်တယောက်ကတော့ကြုံတွေ့ရမှာပဲဖြစ်ပါတယ်ဒါပေမဲ့လေကျွန်တော်တို့တိုးထင်းရှင်ယေရှုနဲ့အတူအသက်ရှင်နေဆိုရင်ငါတို့ဆင်းရဲမခံရဘူးအဲ့ဒီဆင်းရဲမခံရဘူးဆိုတာကငွေရေးကြေးရေးကိုပဲပြောတာမဟုတ်ပါဘူးဒီကနေ့တတိဖန်ကိုကြည့်ပါသူ့ကိုကြောက်ခဲနဲ့ပြစ်တတ်တော့မဲ့အချိန်မှာပြီသူဟာလွတ်မြောက်နေတယ်ဒီအရာကိုပြောချင်တာဖြစ်ပါတယ်ကျွန်တော်တို့အသက်တာထဲမှာအခက်ခဲပြဿနာတွေစုံစမ်းခြင်းတွေတိုက်ခတ်ခြင်းတွေဘယ်လိုမျိုးပဲရှိနေပါစေတိုးသိန်းရှင်ယေရှုနဲ့ကျွန်တော်တို့အသက်ရှင်မယ်ဆိုရင်ကျွန်တော်တို့ရှိနေတဲ့ပြဿနာမှာငြိမ်သက်ခြင်းရှိတယ်ကျွန်တော်တို့အဲ့ဒီပြဿနာမှာမကြရှုံးဘဲနဲ့အဲ့ဒီပြဿနာတွေအားဖြင့်ဖခင်ဘုန်းတော်ထင်ရှားဖို့အကြောင်းဖြစ်ပါတယ်
ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့အခက်အခဲပြဿနာကြုံတွေ့နေမယ်ဆိုရင်ဝမ်းမနေပါနဲ့စိတ်သက်မကြပါနဲ့ကျွန်တော်ရှိတဲ့နေရာကနေဒူးထောက်ပြီးမှမြင့်ရကြလက်ဖျားရှိမှာကျွန်တော်တို့ယုံကြည်ခြင်းနဲ့ဆုတောင်းဖို့လိုအပ်ပါတယ်မြင့်ရကြလက်မျိုးစေ့ကျေးတော်သူတို့ဒီရှင်လန်းလက်စပားရိတ်ကြလိမ့်မည်မြင့်ရကြလက်ကျေးရန်မျိုးစေ့ကိုဆောင်၍ထွက်သွားတော်သူသည်ကောက်လိုင်းများကိုဆောင်လက်ရှင်လန်းသောစိတ်နဲ့အမှန်ပြန်လာလိမ့်မည်ဟာလေလုယာဒီကနေ့ကျွန်တော်တို့ယေရှုခရစ်တော်ကြောင့်ကြားတဲ့မြည်ရည်တွေဟာအချင်းကြီးတက်မဟုတ်ပါဘူးယေရှုခရစ်တော်ကိုယုံကြည်လို့ယေရှုခရစ်တော်ကိုတစ္ဆာရှိစွာကိုးကွယ်လို့ယေရှုခရစ်တော်ဇေခိုင်းတဲ့အေရင်ကလေးတရားကိုလှုပ်ဆောင်လို့ကျွန်တော်တို့ကြည်ရခြင်းကျွန်တော်တို့ကိုပြစ်တင်ခြင်းကျွန်တော်တို့ကိုဖန်ဆီးခြင်းခံရလို့တင်မြည်ရည်ကြနေလားတင်ဝမ်းနေကြေကွဲနေလားအဲ့ဒီအရာတွေဟာအချင်းကြီးမဟုတ်ပါဘူးအဲ့လိုမျိုးနော်ဒီကနေ့ယေရှုခရစ်တော်အားဖြင့်နော်ယေရှုခရစ်တော်ကြောင့်ကြားတဲ့မြည်ရည်အဲ့ဒီမြည်ရည်ကျေးလိုက်တဲ့အရာဟာအချင်းကြီးတက်မဟုတ်ဘူးတဲ့ဒီမှာမြည်ရည်ကြားလက်ကျေးရန်မျိုးစေ့ကိုဆောင်၍ထွက်တော်တော်သူသည်ကောက်လန်းများကိုဆောင်လက်ရှင်လန်းသောစိတ်နဲ့အမှန်ပြန်လာမယ်ဒီကနေ့ယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့နော်မြည်ရည်ကြားရမယ်ယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ဒုက္ခရောက်မယ်ယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့အခက်အခဲပြဿနာတွေဖန်ဆီးချုပ်နှောင်ခြင်းတွေကြုံတွေ့ရမယ်ဆိုရင်တဲ့ဒီနေရာမှာမဆုံးသွားပါဘူးဝမ်းမြောက်စရာနဲ့အတူအောင်မြင်ခြင်းနဲ့ကောက်လန်းကိုဆောင်ပြီးမှပြန်လာရမယ်ဟာလေလုယာဒါကြောင့်မို့အားပေးခြင်းတယ်တည်င်းအမျိုးမျိုးကြောင့်ပြဿနာအမျိုးမျိုးကြောင့်ဘာကြောင့်မို့ငါ့ကိုမကယ်တင်တာလဲအသက်မရှင်လို့လားငါ့ကိုမချစ်လို့လားမဟုတ်ဘူးဆိုရင်ငါဟာယေရှုခရစ်တော်ကိုယုံကြည်တာမမှန်ကန်ဘူးလားဆိုမှအမျိုးမျိုးမေးခွန်းထုတ်တဲ့သူရှိကောင်းရှိမယ်ဒါပေမဲ့ကျွန်တော်နည်းနည်းပြောပြခြင်းတယ်ယေရှုခရစ်တော်ဟာတမန်တော်တွေကိုပြောခဲ့ပြီးပြီသူတို့ကိုတိုးခွေးနော်မြေခွေးဝင်ပလီဆိုတာကြမ်းတမ်းတယ်နော်ရိုင်းဆိုင်တယ်အမြဲတမ်းပြဿနာရှာတဲ့အဖွဲ့တွေဖြစ်ပါတယ်အဲ့ဒီအုပ်မှာတွားခိုင်းနေဆိုတဲ့ဤသူပဲဒီကနေ့ကျွန်တော်တို့ယုံကြည်သူဖြစ်လာပြီဆိုရင်ကျွန်တော်တို့ယုံကြည်သူရဲ့လမ်းခီးဟာစာတန်မာနဝိညာဉ်ဆိုးတွေဟာအမြဲတမ်းတိုက်ခိုက်နေတယ်ဒါပေမဲ့မကြောက်ပါနဲ့အလင်းရှင်ယေရှုနဲ့ကျွန်တော်တို့အသက်ရှင်မယ်နှုတ်ကပတ်တော်ရဲ့အလင်းနဲ့ယက်တီအသက်ရှင်မယ်ဆိုရင်မောင်နေတဲ့နေရာမှာကျွန်တော်တို့အဖြစ်အလင်းပြန်လေပြီးမှပေးနိုင်မှာဖြစ်တယ်ဒါကြောင့်မို့နှုတ်ကပတ်တော်မှာပြောထားတယ်ယုံကြည်သူတွေကိုတင်တို့ကလောကရဲ့စားလောကရဲ့အလင်းဖြစ်တယ်မောင်တဲ့နေရာမှာလင်းဖို့အငံလိုတဲ့နေရာမှာတင့်အားဖြင့်အယတာရှိဖို့ဆိုတာကချီးမွမ်းခြင်းကိုးကွယ်ခြင်းမှာတကယ်ကိုယ်တိုင်နော်မျက်မှောက်တော်ခံစားတဲ့ချီးမွမ်းခြင်းကိုးကွယ်ခြင်းဖြစ်ဖို့တင့်အားဖြင့်ဘုရားသခင်ကစားခဲ့သူအသုံးပြုခြင်းတယ်နော်ဒီကနေ့တိတ်ဆိတ်နေတဲ့အသင်းတော်တွေနိုးထလာဖို့အတွက်တင့်အားဖြင့်စားခဲ့သူအယတာရှိစွာအသုံးပြုခြင်းတယ်ဒါကြောင့်မို့မိတ်ဆွေတင်ယေရှုကြောင့်ကြားရတဲ့အရာတင်ယေရှုကြောင့်မြည်ရကြားရတဲ့အရာတွေပြင်တင်ယေရှုကြောင့်ယေရှုခရစ်တော်ကိုယုံကြည်လို့ယေရှုခရစ်တော်ကိုတစ္ဆာရှိစွာကိုးကွယ်လို့တင်ဝမ်းနေကြေကွေးရတယ်ဆိုရင်ဒီအရာဟာအချင်းကြီးတက်မဟုတ်ပါဘူးကောက်လန်းဆောင်ပြီးမှတည့်ရပြန်လာရမယ်ဝမ်းမြောက်ရှင်လန်းတော့ဆိုအဖြစ်ပြန်လာရမှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကျမ်းပိုက်တပိုက်ကိုဖတ်ပြီးမှအဆုံးသတ်ခြင်းနဲ့ရှင်လုကာခရစ်ယာန်အခန်းကြီး9အငယ်23မှာပြောထားတယ်။ဘာပြောထားလဲဆိုရင်စင်ရသားတို့ဒီလေဝမ်းမြောက်စရာတည်င်းကိုကြားရကြ၏ငါကြောင့်စိတ်မပြတ်တော်သူသည်မင်္ဂလာရှိ၏ဟုပြန်ပြောတော်မူ၏နှုတ်ကပတ်တော်အဖြစ်အရောက်စတန်ကိုဘုရားသခင်ကောင်းချီးပေးပါစေဒီလုကာအခန်းကြီး9အငယ်23မှာပြောထားလဲဆိုရင်ယေရှုကငါကြောင့်စိတ်မပြတ်တော်သူသည်မင်္ဂလာရှိတယ်ဒီကနေ့ယေရှုခရစ်တော်ကိုယုံကြည်လို့စိတ်ပြတ်နေလားယေရှုခရစ်တော်ကိုတစ္ဆာရှိစွာကိုးကွယ်လို့တင်းနော်ဒီကနေ့ဒုက္ခရောက်နေလားစိတ်တက်မကြပါနဲ့နှုတ်ကပတ်တော်ဟာပြောထားတယ်ယေရှုကြောင့်စိတ်မပြတ်တော်သူသည်မင်္ဂလာရှိတယ်ဒီကနေ့တချို့ online ပေါ်မှာရေးသားတဲ့အရာကိုကြားသိရတယ်ယေရှုခရစ်တော်ကိုယုံကြည်တာနော်ဘာမှမဟုတ်တယ်လို့အဆက်ကွဲတယ်လို့အဲ့လိုမျိုးတွေအများကြီးကြားရတယ်မြင်နေရတယ်အမှန်ကမဟုတ်ပါဘူးဒီကနေ့ကျွန်တော်တို့ကျဲနေတဲ့မျိုးစေ့တွေဟာကျွန်တော်တို့ပြန်ရိတ်သိမ်းဖို့အတွက်ဖြစ်ပါတယ်ဒီကနေ့မိတ်ဆွေကိုအားပေးချင်တာကယေရှုခရစ်တော်ကိုယုံကြည်တဲ့ဖခင်သားသမီးတွေယုံကြည်သူတွေအားလုံးမှာအနည်းနဲ့အများတော့စုံစမ်းခြင်းရှိတယ်တိုက်ခိုက်ခြင်းတွေရှိပါတယ်အဲ့လိုမျိုးစုံစမ်းခြင်းတွေတိုက်ခိုက်ခြင်းတွေရှိလာတဲ့အခါမှာဝမ်းမနေပါနဲ့စိတ်မပြတ်ပါနဲ့တင်ယေရှုကြောင့်ကြားရတဲ့မြည်ရည်တွေဟာ
ကုန်ခန်းသွားတဲ့မြည်ရည်တွေမဟုတ်ပါဘူးတင်မမြင်နိုင်တဲ့ဝိညာဉ်တွေပဲမှာတင်ကျင်းနေတဲ့မျိုးစေ့တွေဖြစ်ပါတယ်ဒါကြောင့်မို့ဒီနေ့ယေရှုကိုယုံကြည်လို့တိတ်ခါမကြပါဘူးယေရှုခရစ်တော်ကိုကိုးကွယ်လို့တိတ်ခါမကြပါဘူးယေရှုခရစ်တော်ဟာကယ်တင်ရှင်ဖြစ်တယ်ယေရှုခရစ်တော်ဟာတကယ်ကိုယ်တိုင်တိုးထင်းရှင်ဖြစ်တယ်ယေရှုခရစ်တော်ဟာအလင်းရှင်ဖြစ်တယ်ယေရှုခရစ်တော်ဟာကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဖျားစစ်ဖျားမှဖြစ်ပါတယ်ဒီလေယေရှုခရစ်တော်ကိုယုံကြည်လို့တင်ဝါနေမှုတွေပြဿနာတွေအခက်ခဲတွေနော်အမျိုးမျိုးစာတန်ရဲ့တိုက်ခိုက်ခြင်းတွေခံနေရတယ်တင်ဝါမနေနဲ့ဒီနေ့ယေရှုကပြောတယ်ငါကြောင့်စိတ်မပြတ်တော်သူသည်မင်္ဂလာရှိတယ်တင်ဟာယေရှုကြောင့်ကြားတဲ့မြင့်ရင်မှန်တယ်တင်ဟာယေရှုကြောင့်ရင်ဆိုင်နေရတယ်ဆိုရင်တင်ဟာယေရှုကြောင့်ဖန်ဆီးချုပ်နှောင်ခြင်းကိုခံနေရတယ်ဆိုရင်အဲ့ဒီအရာတွေအားလုံးဟာတင်ဖျားပုံးတော်ထင်ရှားဖို့ဖြစ်တယ်တစ်ဖက်မှာကျွန်တော်တို့ဝမ်းမြောက်စရာကောင်းကြီးတွေတည်င်းကောင်းတွေပြန်လည်ရရှိဖို့အတွက်ဝိညာဉ်တွေပဲမှာမျိုးစေ့ကျင်းနေခြင်းဖြစ်တယ်ဒါကြောင့်မို့ယေရှုကြောင့်တင်စိတ်မပြတ်နဲ့ဝမ်းတာ၍ယုံကြည်ရအောင်တာ၍ကိုးကွယ်ရအောင်တာ၍ချီးမွမ်းရအောင်တာ၍ဖျားရှိလူရှိမှာဒီနေ့ရှာဒရက်မေရှအဘေဒနေကိုလိုပဲပုံတက်တဲ့အနေနဲ့စားကဲ့သို့အလင်းကဲ့သို့ကျွန်တော်တို့ဒီအသက်ရှင်တဲ့ဖျားကျွန်တော်တို့အထဲကနဲ့နော်တက်တဲ့ထင်ရှားဖို့အတွက်တာ၍ယုံကြည်ကြရအောင်တာ၍ကိုးစားကြရအောင်တာ၍ချီးမွမ်းကြရအောင်ဘယ်လိုမျိုးအခက်အခဲပြဿနာရှိနေပါစေအဲ့ဒီခက်ခဲပြဿနာတွေဟာကျွန်တော်တို့အတွက်ဖျားပုံးလို့ထင်ရှားဖို့လောင်စာတွေဖြစ်တယ်ဆိုပြီးမှတိမှတ်ပြီးမှဒီညကျွန်တော်ခွန်အားပေးသွားသလိုပဲဆာလံ126မှာပါရနည်းတူပဲဒီကနေ့ကျွန်တော်တို့အသက်တာထဲမှာယေရှုခရစ်တော်အဖြစ်ကျွန်တော်တို့ယက်တည်ရအောင်ယေရှုခရစ်တော်အဖြစ်အသက်ရှင်ရအောင်ယေရှုခရစ်တော်ကိုတာ၍ယုံကြည်အောင်တာ၍ကိုးစားရအောင်အဲ့လိုမျိုးပဲဒီကနေ့ယေရှုကြောင့်စိတ်မပြတ်တော်သူဒီမင်္ဂလာရှိတယ်ဆိုတဲ့နည်းတူပဲတင်ဟာမင်္ဂလာရှိတော်သူဖြစ်တယ်ဒါကြောင့်မင်္ဂလာရှိတော်သူဒီမင်္ဂလာစကားကိုပဲပြောရအောင်မင်္ဂလာရှိတော်သူဒီမင်္ဂလာရှိတဲ့အလုပ်မင်္ဂလာရှိတဲ့အမှုတွေကိုပဲကျွန်တော်တို့ပြုကြရအောင်လို့ဒီကနေ့ညမှာအနေငယ်လေးနဲ့ဝေမျှခွန်အားပေးခြင်းနဲ့အရောက်စတန်ကိုပြသခင်ကောင်းချီးပေးပါစေ။